သားမီးတို့ရေအားလုံးပဲမင်္ဂလာပါတီချာတက်ပါတီချာကဒီနေ့ဗီဒီယိုလေးမှာသားမီးတို့စာအုပ်လေးတုပ်ဖတ်ပြပေးပါဒီစာအုပ်လေးနာမည်က Big Pig တဲ့ Pig ဆိုတော့ဝက်ကလေးပေါ့နော်ဒီဝက်ကလေးရဲ့နာမည်က Big Pig ဆိုတဲ့စာအုပ်လေးကိုတီချာနဲ့တူတူလိုက်ဖတ်ကြည့်အောင်နော်ဒီမှာသားမီးတို့တွေ့ရမယ်ဝက်ကလေးပေါ့နော်ဒီဝက်ကလေးက Big Pig ဆိုတဲ့စာအုပ်လေးကိုရော it is by Dr. Julie M. Woods ကရေးသားထားပြီးတော့ illustration ဆိုတာတော့ပုံလေးတွေပေါ့နော်ပုံလေးတွေဆွဲထားတာကတော့ Sebastian Bryan ကပုံလေးတွေကိုဆွဲထားတာဖြစ်ပါတယ် Big Pig can jam here Big Pig လေးက jam ခုန်နိုင်တယ်တဲ့ Big Pig can ride Big Pig can ride သူကစပိန်လေးလည်းစီးနိုင်တယ်စီးတတ်တယ်တဲ့ Big Pig can skip သူကကျိုးလေးလည်းခုန်တတ်တယ်တဲ့ Big Pig can poop ဆိုတာတော့ဖားကလေးတွေလိုမျိုးခုန်တတ်တာပေါ့နော်ခြေထောက်လေးနှစ်ချောင်းနဲ့ခုန်တာကို hop လုပ်တယ်လို့ခေါ်တယ်နော် so Big Pig can hop Big Pig can dream ဒီမှာကြည့်ပါဦး Big Pig လေးကအိတ်တဲ့ခါမှာလည်းဘာလုပ်နေလဲဆိုအိမ်မက်လေးမှတ်နေတယ် dream okay အဲ့ဆိုရင်ပထမစာအုပ်လေးကတော့ဒီလောက်ပါပဲဒါသားမျိုးတွေနောက်စာအုပ်လေးမှာတွေ့မယ်နော် bye bye